Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ခွဲစမ်းမှာရှိတဲ့လမ်းလျှောက်လို့လဲကောင်းပြီးတော့လေကောင်းလေတန်းလဲရတယ်ကျမတို့လည်းညနေတိုင်းသွားပြီးတော့လမ်းလျှောက်ဖြစ်နေတဲ့နေရာလေးကိုခေါ်သွားပေးမှာဖြစ်ပါတယ်ရှင်ဒီကတော့ခွဲစမ်းမှာရှိတဲ့လူတွေပေါ့နော်အဲ့ဒီ apart မှာရှိတဲ့သူတွေပဲဖြစ်ဖြစ်အနီးနားမှာရှိတဲ့သူတွေပဲဖြစ်ဖြစ်လာပြီးတော့ညနေတိုင်းလမ်းလာလျှောက်တဲ့နေရာလေးပဲဖြစ်ပါတယ်ညဘက်ဆိုလို့ရှင်ဒီနေရာတွေကမီးလေးတွေလင်းထိန်နေတော့တအားလာပါတယ်ဒါလေးကတော့မန္တရာပုံစံလေးလုပ်ထားတာပါရှင်မန္တရာလို့လုပ်တာဒီအပင်လေးမှာဆိုလို့ရှင်လဲညဘက်ဆိုလို့ရှင်မီးလေးတွေလင်းပြီးတော့တအားလာပါတယ်ဒီနားပတ်ဝန်းကျင်ကအပင်လေးတော်တော်များများကိုမီးလေးတွေဆင်ထားတာပါညဘက်ဆိုလို့ရှင်တအားကိုလာပါတယ်ရှင်ကျမခုရောက်နေတဲ့ဒီတရားကတော့ခွဲစမ်းရလူတွေတယ်မဟုတ်ဘူးတခြားနေရာကလူတွေကလည်းဒီတရားကိုကြည့်ဖို့လာကြပါတယ်ဓာတ်ပုံတွေလည်းလာရိုက်ကြတယ်လို့လာပြီးတော့လည်းဒီမှာလမ်းလာလျှောက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့လပုံစံလောက်ထားတာပါအဝေးကနေကြည့်လို့ရှိရင်တော့တကယ်ကိုလှအတိုင်းပဲမှောင်လို့ရှိရင်ပို့ပြီးတော့လှပါရဲ့ရှင်ဒါကတော့ဒီတရားတစ်ခုလုံးရဲ့အသက်ပေါ့နော်အဝေးကနေကြည့်ရင်လည်းအရန်ကိုလှတယ်ဒီပေါ်မှာလည်းထိုင်လို့ရပါတယ်လီလေးတစ်ဖြူဖြူနဲ့အရန်ကောင်းပါတယ်ရှင်အခုဆိုလို့ရှိရင်တော့တရားပေါ်ကဆင်းပြီးလမ်းလျှောက်နေပါပြီအခုလိုမျိုးတစ်ပင်လေးတွေကိုမီးလေးဆင်ထားပါတော့အဲ့လိုပုံစံမျိုးလေးလောက်ထားတဲ့အပင်လေးတော်တော်များပါတယ်အရန်လဲလှပါတယ်တိတ်မချခင်မှာဒီခွေစမ်းမှာပေါ့နော်ပွဲတစ်ခုလုံးမှာပါပွဲလုံးမဲ့နေရာကလည်းဒီတစ်လျှောက်လုံးမှာအစားအသောက်ရောင်းပေးမယ် food truck တွေနဲ့အစားအသောက်ထိုင်စားလို့ရမယ့်နေရာတွေလုပ်ပေးမှာပါပွဲတော်ရဲ့နာမည်ကတော့ Pelican ကျဲလို့ခေါ်ပါတယ်အနီအောင်ပွဲတော်ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီမှာပန်းနေစိုက်နေရပေါ့နော်အခုကြိုးတားထားတဲ့ဥစ္စာလည်းပန်းပင်စိုက်နေရလို့ပြောပါတယ် Pelican ကျဲဆိုတော့အနီအောင်ပန်းနေစိုက်နေရပါဒီတရားမှလည်းပွဲတော်ရက်ကိုကျင်ညာနေရပါရှင်ဒါကလည်းတရားတစ်ခုပဲပေါ့နော်ဟိုဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့အားကစားကွင်းဘောလုံးကွင်းရှိပါတယ်ဒီမှာဆိုလို့ရှိရင်အရေးပေါ်ချိန်မှာတစ်နှစ်ကိုတိုင်ကြားနိုင်ပါတယ်ဆိုပြီးတော့ရေးထားတာပါအရေးပေါ်ချိန်ဒီမှာဒီရဲတွေကကျမောင်းနဲ့တူတူရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့စွနာရေးထားပါဒါကတော့ခွေစမ်းမှာရှိတဲ့ရေတကုံလို့ပြောပါတယ်ကျမတို့ခုဒီတစ်ခါမှတော့မရောက်ဘူးသေးဘူးပေါ့နော်ဒီတရားမှာအဲ့လိုမျိုးလေးပြပေးရပါရှင်ကဲဒါတော့ဘုံစုရှိုးလို့ခေါ်တဲ့ရေနဲ့ပေါ့နော်ရှိုးလုပ်တဲ့ဥစားပါဒီရှိုးကတော့ကျွန်မပထမဆုံးမြင်မှုတဲ့ရှိုးဖြစ်တဲ့အတွက်အရန်ကိုအသစ်ဆန်းဖြစ်ပါရဲ့ရှင်အားလုံးလည်းဒီရှိုးလေးကိုတစ်ခါတည်းကြည့်သွားကြပါအောင်နော်ဒီရှိုးတော့နှစ်ဖက်ကြည့်လို့ရအောင်လုပ်ထားပါတယ်အခုကျမတို့ထိုင်ကြည့်နေတဲ့ဘက်ကလည်းကြည့်လို့ရတယ်လို့ဟိုဘက်ကနေလည်းကြည့်လို့ရအောင်လုပ်ထားပါတယ်ရှင်အခုစာတန်းတွေကတော့ဟိုဘက်ကနေပြီးတော့ slide ထိုးနေတာပေါ့နော်တချို့တွေဆိုလို့ရှိရင်လေဒီရှိုးကိုလေတငယ်ချင်းတွေနဲ့အကုန်လုံးစုဖွဲ့ပြီးကြက်ကြော်ရေးထိုင်စားပြီးတော့လာကြည့်ကြတာအများကြီးပဲဒီရှိုးတော့9လပိုင်းလကုန်နဲ့ဒီလုံးမယ်လို့ပြောရဲပေါ့နော်ကျမကန့်ကောင်းစွာနဲ့ကျမရောက်သွားတဲ့အချိန်မှာဒီရှိုးလုံးနေနဲ့တိုက်ဆိုင်သွားတာနဲ့ချီခွင့်ရခဲ့တာပါရှင်ကဲခုဆိုလို့ရှင်တော့လာရှိတဲ့တရားကိုမှောင်တဲ့ချိန်မှာရိုက်ထားတာပါဒီလိုမျိုးလေးထွက်ပါတယ်အရန်ကိုလှပါရဲ့ရှင်အဲဆိုလို့ရှင်တော့ကျမရဲ့ vlog လေးကတော့ဒီလောက်ပါပဲနောက် vlog မှာထပ်တွေ့ကြမယ်နော် bye bye